ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကို TRT သုဒ္ဓရီတိုင်း channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့စာရေးဆရာမကြီး GA ဒီဝတ္ထုတစ်ပုဒ်ပေါ့နော်ဝတ္ထုစာအုပ်တို့ကိုကျွန်တော်ဖတ်ပြဖို့ရွေးချယ်ထားပါတယ်ဒီစာအုပ်မှာတော့ကျွန်တော်တို့ဒီ K ဖွဲ့ဆိုတီဆိုရရဲ့နောက်တစ်ခုကဖူးငုံပွင့်သစ်ဆိုတဲ့ဝတ္ထုကိုနှစ်ပုဒ်ပေါ့လေနှစ်ပုဒ်ပေါင်းပေါ့နော်တအုပ်ပေါ့အဲ့စာအုပ်ကိုကျွန်တော်ဖတ်ပြဖို့ရွေးချယ်ထားပါတယ်ပထမအပုဒ်ဖြစ်တဲ့ K ဖွဲ့ဆိုတီဆိုတဲ့ဝတ္ထုစာအုပ်လေးကိုကျွန်တော်အရင်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပေါ့လေအခုဖတ်ပြမှာကတော့ကျွန်တော်အပိုင်း1နေနေပေါ့လေဆိုတော့ကျွန်တော်တို့တူလိုက်ပါနာဆင်ခန်းစားကြည့်တော်မူကြပါအောင်ခင်ဗျာကြီးရန်ကုန်မြို့လေရန်ရက်တွင်အဖကုံတဲ့ဥဟံအမိတော်ငွေယုံတို့မှ1929ခုနှစ်တွင်မွေးဖွားသည်တတိယတန်းတွင်ပညာသင်ကြားနေစဉ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍စစ်လွတ်ရာပြေးရသည်စစ်ပြေးသောအခါကလာအဖိုးကြီးကေမိတရထံတွင်အင်္ဂလိပ်စာသင်ကြားသည်ကျောင်းနှစ်မြနေပြီးဆယ်ရန်စာမှုပဲဖြည့်ဆိုအောင်မြင်သည်1948ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်သို့ရောက်သည်စေပညာတတိယနှစ်တွင်ကျောင်းထွက်သည်ထို့နောက်ဝိဇ္ဇာစာမှုပဲကိုဖြည့်ဆိုအောင်မြင်သည်နောက်စေပညာပြန်လည်သင်ယူပြီးဆရာဝန်ဘွဲ့ရခဲ့သည်ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနတွင်နီးပြဆရာမအဖြစ်လဲအမှုထမ်းမှုသည်1953ခုနှစ်တွင်ဘဏ်မန်နေဂျာဦးတင်မြင့်နှင့်အိမ်ထောင်ပြုသည်သားသမီး6ယောက်ထွန်းကားသည်1982ခုနှစ်ဒီဇင်ဘာလတွင်အမေရိကန်ပြည်ထောင်စုသို့ထွက်ခွာသွားသည်ထို့နောက်အင်္ဂလန်ပြည်တောင်ပိုင်းသို့ပြောင်းရွှေ့နေထိုင်ကာဆရာဝန်အဖြစ်အသက်မူဝမ်းကြောင်းပြုခဲ့သည်ဒုတိယကမ္ဘာစစ်အတွင်းစစ်ပြေးရင်းကွញ្ញံကုန်းမြို့ရှိစာရေးဆရာကြီးများထံတွင်စာပေရေးရာများစီးပူးခဲ့သည်တာယာမဂ္ဂဇင်းတွင်ကြပြများစတင်ရေးသားသည်1948ခုနှစ်ထုတ်တာယာမဂ္ဂဇင်းအတွဲ1အမှတ်4ပါထိုညဝတ္ထုတို့သည်ပထမဆုံးပုံနှိပ်ဝတ္ထုဖြစ်သည်မိ1960 1995တန်တတက်သည်1961 1995ကျမပညာသည်1961 1998ခုကေဖွဲ့ဆိုသည်1963 1999လွန်လျာအိမ်ပြန်1964 1999ဖုံးသက်တိုင်1964မောင်ကိုနှင့်မြနန္ဒာ1983 1993မြစ်တာမီအေ1980 1994 GAE ကြပြများ1990 1992အပြင်ကလူ1996အပြင်ကလူနှစ်1999တို့မှာအထူးထင်ရှားသည်ဒေါတောင်ရေမြေ1955နှစ်ဤမာန1994တို့ကိုလည်းဘာသာပြန်ခဲ့သည်မမိုးသူကလောင်အမည်သုံး၍အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးများရေးသည်ဝတ္ထုကြပြဂီတနှင့်ပကြီးတွင်ဝါသနာထုံသည်28ရက်12လ2016အသက်89နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည်ကေဖွဲ့ဆိုသည်အပိုင်းတေကေသည်တက္ကသိုလ်ပြန်ဖွင့်ပြီးနေ့မတိုင်မီ2ရက်အလိုမှအင်အားဆောင်သို့ရောက်လာသည်အင်အားဆောင်တွင်သို့သူတခါမှမရောက်ဟုပေသူဆွေမျိုးကလေးတတိုက်မှာသူပထမဆုံးကောလိပ်ရောက်သူဖြစ်သည်မေကျောင်းသူဘဝကနေခဲ့ရာကျောင်းဆောင်ဖြစ်တော်လဲမေကသူ့မောင်ငယ်ညီမငယ်များနှင့်အလုတ်ရှုံမြဲမှုလိုက်ပြမည်ပြောပြီးတခါမှမပြဖြစ်ခဲ့သူအရင်တစ်နှစ်စောအောင်သွားသည့်တငယ်ချင်းမြင့်စီလဲမလာဖြစ်ခဲ့အင်အားဆောင်တို့ရောက်ချင်းမြင့်အခန်းကိုအရင်ရှာရပါဦးမည်ပြီးမှအဆောင်မှုစီသွားပြီးကိုယ်အခန်းတောင်းရမည်ပေါ့မြင့်အခန်းနံပါတ်111ပါဟုတ်ပါသည်မမေ့ပါဘူးပြီးတော့သူဒီနေ့စောင့်နေမယ်လို့ဆိုသည်အောက်ကနေဆင်းပြေတော့ဖြင့်စောင့်မနေရပါစေနဲ့တဲ့ဇုံတွဲတွေကိုအားနာသည်တဲ့သူတို့ကောလိပ်ကဒီလိုတဲ့လားကွယ်မြင့်အခန်းကိုလွယ်ကူတွေ့သည်မြင့်ကိုအိယာပေါ်မှာခတ်တောင်းလှဲနေတာတွေ့သည်ဖြီးလိန်ကြောမော့နေကသပင်ပြက်မြည်ဆိုလို့အိယာပေါ်လှဲကောင်းမလို့ဝင်ပဲနေရသည်ကိုတွေ့လေသည်ဟေးကေကူစောင့်နေတာကြပြီဟုစီးပြောသည်ဘာဖြစ်လို့အကြာကြီးစောင့်နေရတာလဲ3နာရီကျော်မှလာနိုင်မယ်လို့ပြောထားသားနဲ့ခု4နာရီပဲခွဲတော့မယ်ကိုယ့်ဧည့်သည်တောင်ဒီနေ့မလာပါနဲ့လို့ပြောထားရတယ်
ပြီးတော့စောစောလည်းမလာဘူးတညနေလုံးကိုပြင်းလိုက်တာ မြင့်ကရဲနေသောကိတ်ကိုမျက်စောင်းထိုး၍ပြသည်ပြီးတော့မှန်တဲကြည့်လိုက်သည်မကြေသောအင်ကြီးထမိန်များကိုဆန်သေး၏လက်ကင်ဘဝဖြင့်နှာခေါင်းကိုတိုသေး၏ခေါင်းမသပင်ကိုဖောက်ရလိုက်သေး၏ပြီးတော့ လာသွားမယ်အဆောင်မှုစီမိမိကော ဟုပြောသည် မိမိမောလို့မတက်လာဘူးကားထဲမှာသူ့ဝင်ခေါ်ပြီးတော့အဆောင်မှုစီသွားတာပေါ့တကယ်တော့မိမိနဲ့အဆောင်မှုဟာဟိုတုန်းကဤစားလူပဲလားမသိပါဘူးမိမိကဖေဖေကိုနိုင်အောင်ဖမ်းနိုင်တော့မင်းတို့အဆောင်မှုအပြိုကြီးဖြစ်ကြံခဲ့တာနဲ့တူတယ်အဲ့ဒီလို့ဆိုမင်းတော့အိမ်သာနာကခံရမှသိကြတယ် ကေနှင့်မြင့်တို့သည်ခိကနေရဲမီပြီးမှမျက်နှာပိုးတက်ကကိတ်မေမေစီရောက်လာသည်မေမေကထုံစံတိုင်း ဟွန်း ဟုအရင်ကျင်းလိုက်၏ပြီးမှ ကောက်လိုက်ပဲရောက်နေပြီကလေးလိုလှုပ်တုံးရှိသေးတယ်အင်ဒရီနဲ့ကိုမနေနိုင်ဘူးထမင်းကလည်းတူလိုက်တာပြင်ဝဆန်းရှောက်ချစမ်းမိမိကသားသမီးကိုကလေးလိုဆက်ဆက်နေတာကိုလူကြီးလိုနေစေရင်ခုလိုမကျင်းရဘူးမိမိရဲ့တကယ်ချင်းရွယ်လိုပြောရတယ်အများအပြားဘာမှမပြောဘဲအသာလေးကြည့်နေရတယ် ဟုကေကပြောလိုက်ရာမြင့်ကမအောင်နိုင်အောင်ရဲစဲမေမေသည်ဟမ်မလုပ်ပဲပြုံးရလေ၏အဆောင်မှုနှင့်မေမေတို့သည်တွေ့ကြုံကြပြန်သည့်အခါမှာတော့ဖက်လက်တကင်းနှုတ်ဆက်လျက်နေကြသည်သူတို့လောက်ချစ်တဲ့တငယ်ချင်းတောင်ရှိပါမလားအောက်မေ့ရသည်ကေသည်ပြုံးစစ်စစ်လုံနေကသူ့ကိုကြည့်လိုက်လျင်မသိသလိုဟန်ဆောင်တော့သည်ပြီးတော့မြင့်ကိုလက်တို့သည်အစမ်းရဲ့သမီးကအဖေနဲ့ပူတူတယ်ထင်တယ်ဖြူလဲဖြူတယ်ထွားလဲထွားတယ်ဟုအဆောင်မှုကပြောစဲမေမေကမျက်နာပင့်က ဟုတ်တယ်သူ့ဖေလိုပဲအိမ်နဲ့အင်မတန်ခင်တတ်တယ်အင်ကလွှဲရင်ဘယ်မှမပြောဘူးတကယ်ချင်းမိတ်ဆွေတောင်သတိမရဘူး ဟုဖြေလေသည်အဆောင်မှုမျက်နာပြက်သည်ကိုဂေကမကြည့်ရဲ့ဖြစ်ကအ င်ကပ်ပြီးမိမိနဲ့ရန်ကြီးဖြစ်နေတာချင်းတော့မတူပါဘူးမိမိရဲ့မိမိနဲ့သမီးကတိတ်တိတ်တာမှမဟုတ်တာမဟုတ်ဘူးလား ဟုပြောပြီးမြင့်ကိုအဖော်ညှိ၍ရဲလိုက်သည် ကဲအစမ်းရဲ့သမီးကတော့ကလေးစိတ်မပြောက်သေးဘူးကြည်သာဆုံးမလိုက်ပါတော့ပြောမရရင်တော့ဖုန်းသာဆက်လိုက်နော်အခုတခါတည်းအပြည့်အခဲ့တာသိလား ဟုမေမေကစကားမျိုးစုံရော့ပြစ်သည် ကီတော့မောင်လေးညီမလေးတွေကိုအောက်မိနေမှာပဲအိမ်နဲ့တခါမှခွဲဖို့တာမဟုတ်ဘူး ဟုပြောရင်ကေသည်တကယ်ဝမ်းနေသွားသည်ပြီးတော့ရင်ထဲမှာတိတ်တဆိတ်တချင်းတစဆူညံလာတော့သည်နာဝါလှေကလေးတွေရဲ့ဆွေသူကိုဖေးကူပါလှဲ့လမ်းကြုံရင်ခေါ်စေခြင်းငဲ့ရာရည်လက်စီစာညာချမ်းဝဲနေညိုညိုမောင်ကိုလွမ်းမိတယ်ချက်ချင်းပင်အင်အားဆောင်ပတ်လည်မှစိန်မရွယ်များလှုပ်ရှားလာသည်လေမာပြောင်းလဲကြသည်နီရဲသောအဝါပြောက်သည့်ပွင့်ပန်းများကြွေလျှောကြသည် လွမ်းစရာပင်ဒီမှာရှိညှိနှင်လှဲ့သူဆိုတာဒါပင်ကီကိုအဖော်ဆက်ဆရာမလို့ပါ တို့လင်တည့်ရွက်လှုပ်သည်ကိုပင်ရေရက်ငိုရသောအရွယ်မှာကေသည်ကောလေးရောက်လာသည်ကောလေးမှာသူ့ကြမ်းမာသူဖန်တီးဖို့တစ်စက္ကန့်စပြီးဆိုတာတော့မရိပ်မိသည်မိမိဖေဖေကိုစလိုက်မောင်ငယ်ညီမငယ်လေးများကိုစလိုက်နှင့်ပြောစရာမဆုံးသောအိမ်မှသူဘယ်မှမရိပ်မိမသိလိုက်ပါသာသူထွက်ခွာလာခြင်းစတင်တယ်ဆိုတာလည်းမသိသည်ကေသည်ကျောင်းသူရှိဦးစုနေရမည့်အခန်း၏အလင်းဆုံးတောက်မှနေရာရသည်အလုံးနေရာချပြည့်သောမြင့်နှင့်လိုက်သွားပြီးစကားများနေသည်ပြီးတော့ထမင်းစားခြင်းရောက်လာသည်ထမင်းစားကန်းသို့ဆင်း၍ထမင်းစားသောအိမ်မှလိုမမြင်ချေရွယ်သူမိန်းကလေးများစုဝေးနေသည်ကိုမိအောင်အောက်မှမြင်သည်ထမင်းကိုနှစ်ယောက်ဟင်းနှပွဲဆက်စားရပြီးတစပွဲမှာရှေ့ရောက်ထိုင်ရသောစိတ်ကျဉ်းကြလာသည်ထမင်းစားကန်းမှာမြင့်နှင့်လဲကွဲသွားသည်သူနှင့်မျက်နှာချင်းဆိုင်စုံစားရသည့်မိန်းကလေးမှာဝဝတုတ်တုတ်ဖြူဖြူမှုမော်လမြိုင်သူများလေလားမသိ ကျမနာမည်ကမြကီခိုင်ပါကီလုံးလေးခေါ်ရင်တော့တူတာပေါ့ကျမ103 104ခန်းကျင်မှာနေပါတယ် ဟုကေကစကားဆသည် ကျမကမြကြီးနားကပါယူလို့ခေါ်ပါတယ် ဟုသူကိုပြန်ပြောပြီးဆံပြားမှခြေပြားအထိကြည့်သည်ကိုဒင်းကြီးခံရလေ ယူကပေပါသာယူမှာလေမြန်မာစာပေအင်္ဂလိပ်စာပေပြီးတော့ရဆုံးရင်ဟာကီနဲ့တူတူပဲအတန်းတူတူတက်ရမှာပေါ့ဘယ်ခန်းမှနေလဲဆက်ရှင်တူတူကြမှာသိကြပါတယ်ယူကပြပြနာမည်တင်ကြိုင်နဲ့ဆုံးတာမို့နာမည်ချင်းနေတယ်နံပါတ်ချင်းလည်းနီးမှာပဲတစ်ပတ်ခါကျရင်အတူတူအတန်းတက်ရအောင်ကီသိဝန်းတာတာပဲကီကဘယ်မှသွားရတာမဟုတ်ဘူးတငယ်ချင်းတွေနဲ့လည်းမစုံမိသေးဘူးယူနဲ့အတူတူသွားကြပါတယ်
ယူကဝါရင်ပြေးကျောင်းသူဗမာသင်္ကန်းစာများအကြောင်းပြောပြသည်တခါမှမရောက်ဘူးသေးသောကင်ကဘယ်နားလည်နိုင်မည်လဲသို့သောယူဤတစ်ဖက်သောမျက်လုံးကမတိမတာကျင်းမြောင်းသည်ကိုသာကြည့်နေရလေ၏ယူဤအသားရောင်လှတာကိုလည်းသဘောကျ၏သို့သောအရေးထူအန်းနေသည်ကိုမကြိုက်ကိုလုံးကိုပေါက်ကတော့ဘုံညာဤကတ်တွင်ရုပ်တဲ့နည်းနည်းပိုလှသည်ဟုသူတင်စားမိပြီးအနာသွားကကိုအပြစ်တင်ရလေသည်ယူသည်ဟောလေပလင်ဟောင်းများနှင့်ထက်လာသောငပိကျော်ဝတ်စုကျော်မုံညင်းခြင်းကြက်သွန်ခြင်းစီတိုဟုစသည်တို့ကိုအနှံ့ကော်၍ထဲထားသည်ကေကိုလည်းအလင်းကျွေးသည်ကေအဖို့ငပိကျော်နှင့်ဝတ်စုကျော်သာစားဘူး၍စားလို့ရသည်ထမင်းစားပြေး၍တက်လာကြသောယူသည်ထက်ကြက်လိုက်လာသည်စကားတရွတ်ပြောလာသည်အရာရာမှာနှံ့ဆက်လက်ပတ်ဟန်ရှိသည်မိမိကကေကိုကလေးလိုပဲဘာမှမသိဘူးဆိုတာမှန်တဲ့လောက်မှန်သည်ဆိုတာကိုယခုမှဝန်ခံမိလေ၏ဒါမှမဟုတ်တတိနားလည်ခြင်းကတစ်မျိုးလောကမှာနှံ့ဆက်လက်ပတ်ခြင်းကတစ်မျိုးဖြစ်ရမည်လို့စင်ကြေတက်မိပြန်လေတော့သည်ယူကိုကြည့်လေသူဟာဗရောက်ကိုင်းဗရောက်ရွက်မှာဖြန့်ကျင်းဖူးပွင့်လာတဲ့ရွှေပွင့်ဝါများရဲ့အလှကနှစ်ဦးမှာဘယ်လိုပျော်မျိုးဝဲဂီတမျိုးကိုဖြစ်ပေါ်စေတာဆိုတာကိုအုတ်အောကိုလွမ်းပွဲတေးဘယ်လိုသိစေတယ်ဆိုတာကိုသိမြင်တတ်တယ်ထင်သလားကေမထင်ဘူးသို့သောအခန်းငါမှာတင်သည့်မြမစာပြဆရာသည်သဘောကောင်းသည်ဆိုတာအစ်အောက်နိုင်လျင်မိကွန်းတစ်ခုတည်းလေထွက်အန်တတ်တယ်ဆိုတာတရင်ကျွလျင်ကြော့ထိုင်သောဆရာဆိုတာကိုကေဘယ်တော့မှသိမယ်မဟုတ်ပေမဲ့ကြောင်းမဖွင့်ခင်ယူသိနှင့်နေပေပြီဘယ်လိုကိုယ်စိတ်ကိုဆုံးမပေမဲ့ကေသည်ယူကိုမနစ်သက်လာတာမှာချိုးနှိမ်လို့မရသောစိတ်အမှန်ပင်ယူကိုသူ့အခန်းသို့သွားစေခြင်းသည်သို့သောကေနောက်သို့လိုက်လာသည်ကေရဲ့ရှေ့ရောက်ခန်းမှာလည်းလူစုံနေပေပြီဒီတော့ယူကိုအကြောင်းပြုပြီးအားလုံးစကားဝိုင်းဖွဲ့ရလျင်ကောင်းမည်ထင်သည်သို့သောယူနှင့်သိနှင်းနေကြပြီးမိမိသာကိုယ်အခန်းမှာသစိမ့်ဖြစ်နေတာကိုတွေ့၏ဤလီကေကအကြောင်းဖွင့်ကလေးမှာကပ်ပြီးလာခဲ့တာကိုသူတို့ကနေကလူတွေဖြစ်လေတော့ရန်ကုန်မှာနေသူတဲ့ပူပင်ရပြီမပေါ့ကေတို့ကအခက်မရလဲအင်္ဂါတက်နိုင်သည်ကေနှင့်အေးရချင်းကပ်နေသောတရုတ်ကားပြားမာကလေးဗတိချမ်းကဆရာဝန်လိုင်းလိုက်ချင်တော်လဲတစေကြောက်တတ်သူမို့ဘယ်လိုဖြေရှင်းရမည်မသိသောပြဿနာနှင့်ဖြစ်သည်တဲ့လေဘာပဲဖြစ်ဖြစ်လက်ဖက်တုပ်စားကြရအောင်ဟုဗတိကအဆိုတင်လိုက်ရာအမောင်ဆုံးတောင်းကအမွာညင်မသည်စကားတစ်လုံးမှဝန်မပြောဘဲနေတော်လဲထား၍တယောက်ပကံဆေးသည်ကိုတယောက်ကရေလောင်းပေးလေ၏သူတို့ကသိပ္ပံပညာကိုယူကြသူများပင်အလွန်အေးဆေးတည်ကြည်သောမျက်နာစင်တူကလေးနှစ်ခုမို့နှစ်လိုစရာပင်ဖြစ်တော့သည်ကေကိုလည်းသူတို့ကလိုလားဟန်ပြသည်သူတို့အခန်းမှာအကြီးဆုံးဖြစ်ပြီးအသက်လျှော့ပြောတတ်သောမမပန်းကမူဖွာနေအောင်ထောင်ကျိတ်ထားသည့်ပဇွန်ကြောင့်မုံပလင်းကိုထုတ်သည်သူကပါဠိကိုအဓိကထားယူသူပင်စိတ်မဖြစ်ခင်ကတည်းကဆယ်ရန်အောင်ပြီးကြောင်းထွက်နေသူဆိုတော့အတော်ခေါ်ဖို့ကောင်းသည်ဟုကေကခက်ရွှင်ရွှင်ကလေးတွေး၏အကြောင်းမှာနှုကျင်သောမမပန်းကမမခေါ်သည်ကိုပင်မကြိုက်သို့သောငယ်ရွယ်သူကလေးများကနှုတ်ကြိုးနေသည့်မမဆိုသောစကားလုံးကိုအတင်းသုံးသည်မို့မမပန်းမဖြစ်ခြင်းပဲဖြစ်ရလေသည်ကြံသုံးယောက်နာမည်ကိုကေမသိသည်တယောက်မှာအင်မတန်လှပသောမျက်လုံးဝမ်းကြီးများမျက်တောင်ကော်ကြီးများရှိသည်ကိုတွေ့ရ၏သူကဆရာဝန်လုံအောင်မြည်တယ်ဆရာဝန်ဖြစ်မဲ့ရုပ်တော့မဟုတ်ပါဘူးမင်္ဂလာလုပ်ပြီးဖဲလေရိုက်ချင်တဲ့ရုပ်မျိုးပဲစကားပြောပုံကအခုကျောင်းသူဘဝမှာတောင်တမင်လှုပ်သောလေတံနှင့်ပင်ညနေစာပွဲသဘင်များမှာကြားရတတ်သောဗမာစကားကိုအင်္ဂလိပ်တန်ပေါအောင်ပြောသောကြောအတန်ပေါ့လေတခါတလေမေမေတောင်အားကြမကန်ဒီအတန်နှင့်ပြောတတ်လေသည်ကိုသတိရမိလေသည်ပြီးတော့ကြည့်ပါဦးသူကကြွားခြင်းဟန်တူတယ်အိတ်ချိန်မရောက်သေးပဲနဲ့ဘန်ထိုးလေဝိုက်ညအိတ်အင်ကြီးရှိကိုဝင့်နှင်းလို့ပေါ့သူသာညဝိအင်ကြီးဝတ်တက်တယ်လို့ထင်ပါရဲ့ဟုတ်အတွေ့အကြုံဆုံးသောယူကကေကိုဒိုအတင်းပြောသည်ကေလေညဝိအင်ကြီးဘယ်လိုဝတ်အိပ်ရမယ်ဆိုတာစဉ်းစားလို့မရဘူးတခြားလူတွေနဲ့ရုံးနေရတာခက်တာပဲကေအင်ကြီးတွေကပလေးတွေမိမိတ်ဒီအကုန်အိပ်ရဝင်မှလဲရတော့မှာပဲညဝိအင်ကြီးနဲ့မင်းကလေးကကိုတော့လက်ဖက်မစားတတ်ဘူးမစားရစီနဲ့ဟုတ်ညင်းသည်ယူကကဲလက်ဖက်စားရအောင်ဟုတ်ဝိုင်းထဲဝင်ပြီးပြူစဲနေပါဦးစီလည်းမထည့်ရသေးဘူးတမယာတော့ညှင်းပြီးသားငမ်းပြာကြီးရော
ငါများကြီးထည့်ပြီးပြီငါများကြီးမရှိရင်ထမင်းမစားတတ်လို့ကိုတပလင်းကြီးချက်ယူလာတယ်စီပဲမလဲစီ မမပန်းကဘာမပြောထပြေးသူကောင်းလိန်သောအုံစီပလင်းကိုယူသည်ပြီးတော့လက်ဖက်ထဲအိုင်အောင်လောင်းကနေဖတ်သည် ကဲစားကြစို့ညီပြီးသားအတော်ရင်ဆက်တော့ဆက်တယ် ကေသည်မျက်နှာပြက်စပြုသည်သူသည်လက်ဖက်ကိုအင်မတန်ကြိုက်ပါ၏အိမ်မှာလက်ဖက်စားလွန်းလို့မေမေဆိုရသည်ကိုသတိရသေး၏စားလို့ကောင်းအောင်သူ့မေမေထက်လက်ဖက်တုတ်တတ်သည်မှလည်းအမှန်ပင်သို့သောလက်ဖက်တုတ်ခါနီးမမပန်းလက်ကိုဆက်ပြာနှင့်မှဆေးရလားမသိဆေးအောင်တော့သူ့စပင်မှာတုတ်လိုက်ပလင်ဝမှာလက်ဘဝခံလိုက်ဖြင့်မမပန်းသုံးမြဲသောအုံစီပလင်မှကြားသည့်စီကိုသူစားလို့မကြနိုင်ချေဘယ်လိုညင်းရမည်လဲ ကဲမစားပါဘူးစားကြပါ ဟုတ်သာသူပြောနိုင်၏ ဘာဖြစ်လို့လဲကတီလိုပဲလက်ဖက်မစားတတ်ဘူးလား ကေဒီညဝေအင်ကြီးရှိဘက်သို့မကြည့်အောင်ထိန်းချုပ်က မဟုတ်ပါဘူးကဲလက်ဖက်ကြိုက်သားပဲခုမစားခြင်းလို့ပါယွန်းလို့လား မယွန်ပါဘူးဆိုရင်တော့ညာပြောတာပဲဟုကေကတွေး၏ယွန်းတယ်ဆိုရင်တော့စော်ကားတာပဲဒီတော့ကေဒီဘာမှမပြောဘဲမျက်နှာသာหนี၍နေသည်သူသည်မိတ်ဆွေမဖြစ်ခင်ရန်သူရှာခဲ့ပြီလားမသိဟုစိတ်မကောင်းဖြစ်သည် ကဲမစားခြင်းလို့လား ဟုအမှန်ဆုံးစကားကိုဆိုသည်ပြီးတော့ ယူစားပါတော့စားပါ ဟုအန်နေသောယူကိုတိုက်တွန်းမိလေသည်လက်ဖက်ဝိုင်းသည်ဆူညာနေရာမှတိတ်ဆိတ်နေစေကေသည်ဝရန္တာသို့ထွက်ခဲ့သည်အပြင်၌လာမင်းဝင်းဝါဝင်းဆက်လျက်ရှိ၏ဒီထက်မြင်သွားလျင်ပြလဲ့လာမည်ညိုမဲရိတ်တို့တော့ထင်မြဲထင်မည်ဖြူဆွသောဒိန်ကဲဆိုင်တို့ကိုငိမ့်မော့၏အဲ့ဒီမှာသွားထိုင်ရရင်ကောင်းမည်တယောက်တည်းမို့ဘေးအန္တရာယ်လဲကင်းရှင်းမည်ထင်သည်လက်ဖက်ဝိုင်းသိမ်း၍စကားပြောနေကြလျင်တော့ဂေသည်အခန်းထဲပြန်ဝင်ခြင်းသည်ခုနတော့ကလည်းသူ့ကိုဝိုင်းကြည့်ကြမည်မျက်လုံးများကိုရင်ဆိုင်ရမည်တော့ကြောက်သည်အပြစ်ကျူးလွန်မိသလိုမဝင်မရဲရှိသည်ဘယ်သူကိုမှရံမပြုလိုပါဆိုတာလဲလူတိုင်းနားလည်စေခြင်းသည်ကေဘာလို့ရမည်လဲဘာနာသောယူကစကားဖြတ်၍ထွက်လာသည်ကိုကြားရ၏အနာရောက်လာပြီး အင်္ဂလန်နေသလား ဟုမေးလေ၏ အိမ်မလွမ်းပါဘူးဘယ်သူကိုလွမ်းတယ်လဲဆိုစမ်းငါ့ကိုကြည့်ရင်လွမ်းတာတစ်ခုခုပဲရှိသလားကဲကီဘာဖြစ်တယ်လဲခင်ဗျားဆရာရှယ်လီလိုပဲစိတ်မောတယ် ဟုဆိုကကေသည်အင်္ဂလိပ်ကဗျာကိုရွတ်စပြုသည်ယူက ဟာဟာ ဟုရဲသည် ကီကတိတ်ဟုတ်ပါလားစာရေးဆရာမအထွေးနဲ့ဆုံးပေးဦးမှာပဲ ဟုပြော၏ အထွေးဟုတ်လားကီသူ့ဝတ္ထုတွေဖတ်ဘူးတယ်ကြိုက်သားပဲသူနဲ့ယူသိသလားသိပါတယ်လားအခုသွားရအောင်သူလည်းဒီနေ့မှကောလိပ်ရောက်လာတာသူကခက်ဆန်းဆန်းပဲပြီးသူကအတက်ယူတယ်သူ့ဝဒနာကအိမ်ပုံစံဆွဲတာမို့လို့တဲ့ဆရာကြီး ကေရဲ့စိတ်ကိုလန်းဆန်းအောင်ပြောင်းလဲပေးသည်မို့ယူကိုကျေးဇူးတင်ပါသည်သူတို့အထွေးရဲ့အခန်းကိုရောက်လျင်ကျောင်းသူများပြည့်ညတ်နေသည်ကိုတွေ့သည်အထွေးကနှစ်ယောက်ခန့်ရပြီးသူညီမနှင့်နေသည်တဲ့လေအထွေး၏အခန်းမှကျောင်းသူတွေသချင်းဆိုလက်ခုပ်တီးနေကြသည်မို့ကေရောယူပါဝိုင်းဝန်းဒီဆိုကြလက်ခုပ်တီးကြသည်ရခိုင်မာကလေးမြနန္ဒာကကြာကြာနာနာထားပြီးကသည်ပြီးလင်မေတက္ကသိုလ်လုပ်ဖို့ကောလိပ်ကိုလာခဲ့သည်ဆိုသောရတနာမိုးဆိုသည့်နာမည်ရှင်ကျောင်းသူကစီကရက်လိတ်ကိုစွတ်တံမှာဆွေပြီး ဒါကဘေးသူဟန်ဒါကဘေဝဟန် စသည်ဖြင့်ရုပ်ရှင်မင်းသမီးတို့ကဖမ်းကြသဖြင့်ရေမောကြသေးတော့၏ပြီးတော့ဖက်ရှင်မဲလမ်းလျှောက်ပုံတွေကိုထမိန်တင်များတစ်ထက်ပြီးတစ်ထက်ကိုမာကရင်ပြ၏နောက်ဆုံး၌စိတ်ကောင်းစွာမအောင်သူရဲ့လို့အများကဆွဆွဲသောသဘောကောင်းအာကျဲမာဂျော်ရီကထ၍အင်္ဂလိပ်ခြေကကိုက၍တအုံအုံညံစဲဂေသည်အထွေးနာရောက်လာသည် ကျမနာမည်ကီပဲ ဟုဒိုတိတ်ညင်သာပြောလိုက်လျင်အထွေးကမျက်လုံးများဝင်းပြက်က တချင်းဆိုတဲ့မြကီခိုင်မဟုတ်လားအထွေးသိပါတယ် ဟုစိတ်အားထက်သန်စွာပြောလျာဂေသည်အင်အားဆောင်သို့ရောက်သည်၌ပထမဆုံးအကြိမ်အကျော်အချင်းတွေရော့သွားလေ၏မနက်မိုးလင်းလျင်ဂေသည်ကောင်းစွာမလန်းဆန်းပဲနှုတ်လာသည်အိမ်ကိုသတိရလာ၏ဒီချိန်ဆိုမောင်ငယ်ညီမငယ်ကလေးများကြောင်းသွားဖို့ပြင်ကြတော့မည်ဖေဖေကခဲရံများဆောင်ပြီးချွင်ပေးလိမ့်မည်မေမေကအမျက်ဆောင်သိမ့်လဲပြောင်မြဲသောကြောင်းတစိတ်များကပတ်များကိုတပြည့်ပြည့်မြေတွင်ကရှာဖွေနေလိမ့်မည်
အငယ်ဆုံးမောင်လေးဇော်ဝိတ်ကမူရေစော့နေမှာအမှန်ပဲအေးရမထားလိုက်လျင်တော့အိမ်ကိုမေ့သွား၏ပတ်လေကိုကြည့်လိုက်တော့ညအိတ်အင်ကြီးချွေပြေးဖြစ်သောကီတီအလှပြင်းနေသည်ကိုမြင်ရ၏ဘွဲနေဘွဲတိုင်းသွားတော့မလို့ဂယုတစိုက်မျက်ခုံးမွေးဆွဲသည်မျက်တောင်ဆေးဆိုးသည်မျက်ခွင်ကိုအကြောင်းအရစ်ထားသည်အညိုဆေးချယ်သည်ပြီးတော့နှုတ်ခမ်းဆိုးစေအယောင်ကွဲ3000ဖြင့်အမျိုးမျိုးလှည့်ပတ်၍နှုတ်ခမ်းပြုပြင်လေရာငကိုကလှပလှသည်မဟုတ်သောနှုတ်ခမ်းသည်အတော်ပုံပန်းကြနာကအမောင်အလင်းတွေနှင့်ပန်းသည်ငုံဥကလေးလိုဖြစ်လာသည်ကိုတွေ့၏ပြီးတော့ကေတီသည်တောက်ပြောင်တစ်လွန်သောအင်ကြီးထမိန်ကိုဝိ၏ဒါထက်လေပင်မှာပါဝါပါကလေးစီးပြန်ရာနေသောရာသီမှာဒီလိုပြင်ဆင်ပုံမကြိုက်ဟုမှတ်ချက်ချမိလေသည်ဒါပေမဲ့သူအပြင်ထွက်မလို့ထင်ပါရဲ့ အပြင်ထွက်မလို့လားကေတီအစ်စ်ပေါ့အခန်းတွေလိုက်ကြည့်ထားမလို့မနေ့ပြန်ကြောင်းတက်ရင်မမအောင်လို့လိုက်အောင်မလားမလိုက်သေးဘူးလေဘာမှမလုပ်ရသေးဘူး ကီတီသည်မျက်မှန်ကြီးကြီးကိုထောင်မြန်ကာတကူလုံးမဝင်သည်ဖြင့်မကြေမနက်ဖြစ်ဟန်နှုတ်ခမ်းဆူသည်ပြီးတော့ရင်ဘတ်ကြောခတင်ပါတို့ကိုမှန်ထဲမှတပိုင်းစီခွဲကြည့်သည်ပြီးတော့အလုံးပေါင်း၍စိတ်မျက်စိဖြင့်ကြည့်ကာကျေနပ်သွားဟန်ရှိလေသည်ကီတီထွက်သွားမှကေအိယာကထ၏ပါလွာသောညဝိအင်ကြီးပေါ်မှထမိန်တထကမန်ကရန်ဝိ၏ကိုအင်ကြီးဘွခပ်ပါပါကိုထပ်ဝိရပြန်၏ပြီးတော့ရေလိုက်ချိုးပြီးပြန်လာသောအမွှာညင်မကိုပြုံးပြရသေး၏မမပန်းတယောက်ကြောင်းပတက်ရသေးခင်သူများမတ်ဆွစာအုပ်ငှား၍ဖတ်နေသည်ကိုမြင်၏ဗက်ဒီတော့မရှိသူနာမည်မသိသေးသောဘာတိဘာသာနေတတ်သောကျောင်းသူနှစ်ယောက်အဝတ်စားလဲနေသည်ကိုမြင်၏သူတို့အစောကြီးရေချိုးကြတယ်နော်ကောလိပ်ဆိုတာဒီလိုပဲထင်ပါရဲ့ငါလဲစောစောရေချိုးမှပါပဲဟုတွေ့ကာသူရကနီးသူလှုပ်ချင်တဲ့ဖြင့်မနဲ့စောစောရေချိုးဖို့ဆုံးဖြတ်ရလေသည်ရေချိုးပြီလင်သူများနီးသူဆင်ရပြင်ရပြန်၏နှုတ်ခမ်းဆိုးရတာအကောင်သာကျောင်းမာတုန်းကတော့ဘယ်တော့မှမဆိုးဝင်မာသာကသရီနာကအာကြီးဆိုးသည်နှုတ်ခမ်းဆိုးလာလျင်လက်ကင်ပေါ်ပါဖြင့်ကိုယ်တိုင်လာတုပ်၏ပန်းပန်လာလျင်ဖြုတ်ယူသွားတတ်၏ကပတ်အယောင်နှုပတ်လျင်တခါတည်းသိမ်းထားလိုက်ပြီးနှစ်ကုံ၍ကြောင်ကြီးပိတ်မှပြန်ပေးတတ်လေသည်ကော်ဖီစင်းတော့သောမြင်းနှင့်တွေ့သည်မြင့်ကိုအာကိုပြီးလိုက်ကနေလို့မဖြစ်ချေအတန်းချင်းမတူတော့ပြီးပြင်းတွဲသောအုံဒီမုံကိုစားရင်လူဘဝကြီးကိုနေရတာပြင်းလာလေ၏စားသိခြင်းစိတ်လည်းမရှိကဲ့ရဲ့အလိုအတိုင်းသာဖြစ်ရမည်ဆိုရင်ဆင်းရဲမှလည်းမကြောက်သချင်းသည်ဆိုပျော်ရွှင်လို့သာနေနိုင်ပါသည်ဒါကြောင့်ပဲမက်ထရစ်နှစ်ခါဖြေမှအောင်ခဲ့သည်ခုလည်း BA အောင်သင်ရအောင်မည်ဘာဖြစ်လို့များမေမေဖေဖေကကောလိပ်ပို့ကျင်ပါလေ BA အောင်တော့ရုံမှအလုပ်လုပ်ဖို့လား BA အောင်သူမို့ယောက်ျားကောင်းကောင်းရဖို့လမ်းပိုများလို့လားကေကယောက်ျားကောင်းကောင်းမလိုချင်ပါဘူးတချင်းဆက်တတ်တဲ့ယောက်ျားသာလိုချင်သည်ကေကဆိုမှာပေါ့ပြောရင်ဆိုရင်တချင်းဆိုခြင်းစိတ်ပေါက်လာသည်မိုးတယ်လျင်အိမ်မှာအရန်အော်ဆိုလေးရှိ၏ဖေဖေကရေမောရ၏ပြီးလင်ဒေါ်စောမြ AGC ဖြစ်ဖြစ်ဒေါ်အောင် GC ဖြစ်ဖြစ်ပို့ပေးရမယ်ငါသမီးကိုဟုဆိုရ၏ဒေါကနာမှာသမင်းစားကန်းတို့အထွေးဝင်လာသည်ကိုတွေ့၏ခေါင်းဆိုဖွာမျက်နာပြောင်ပြောင်နှင့်ပင်စပုတ်ချက်ဖက်ဖို့ရောင်ကိုဝတ်သေး၏ရခိုင်လုံးကြီးကွက်ကျဲကိုဝတ်သေး၏ကြည်ရသည်မှာရောက်ကြရှာလိုလိုပင် ကိစီလာပါလား အထွေးကလက်တစ်ဖက်ဖြင့်မုံတစ်ခုကိုကိုင်ကော်ဖီဖန်ခွက်ကိုလက်ညှိုးဖြင့်ချိတ်ကားလာသည်ကြံလက်တစ်ဖက်ကိုတော့အားထားသည်ပြီးတော့ကိစ္စပွဲမှာလားထိုင်သည် ညကအိမ်လမ်းသေးလားမလွမ်းပါဘူးအထွေးကမလွမ်းတတ်ပါဘူးဝါသနာမရှိဘူး ဟုပြုံး၍ပြောသည်ပြီးတော့ အထွေးမှာညီမလေးနဲ့အဖော်လေးရနေတယ်အိမ်ဆိုမမေနဲ့လည်းမတည့်ဘူးအထွေးနဲ့လည်းစကားမပြောဘူး ကေဒီအတော်ကြောင်အန်းသွား၏ဘယ်လိုမင်္ဂလေးပါလိမ့်ဟုတွေးပါ၏ဘာမှလည်းပြန်မပြောတတ်ချေ တာသမီတွေထဲမှာသာမိဘကျေးဇူးမသိတဲ့သူမိုက်တဲ့သူရှိတာမဟုတ်ဘူးမိဘတွေမှာလည်းတကူကောင်းကြံတဲ့သူတာသမီပေါ်မညီမျှတဲ့သူဒန်လိုမထက်ကျင့်တဲ့သူရှိတာပဲကေတော့မသိပါဘူးအထွေးရဲ့အဲ့တော့ကန်ကောင်းနေခေါ်တာပေါ့ကန်ကောင်းနေတော့ကိုပျော်ပျော်ရွှင်ရွှင်နေပြီးကိုပျော်ရွှင်နေတဲ့ဆိုတာကိုသတိရနေဖို့ကောင်းတယ်ထင်တာပဲတခြားလူတွေတိုင်းဟာကိုယ့်တော့ကန်ကောင်းမနေဘူးဆိုတာလေသိကြရင်တိထားပေါ့ကေရ
အထွေဤမျက်လုံးများမှာဝေမိုင်းသည်ထင်၏ကေဘာလို့ပေးရမလဲလို့မေးလိုက်ခြင်း၏သို့သောဇောလွန်သေးသလားမသိအထွေကပွင့်လင်းသူမှုကေကမေးလိုက်လဲစိတ်ဆိုးမယ်မဟုတ် ကိတန်ကတိတ်စီတာပဲကြည်လဲကြည်တွန်းလဲတွတ်တယ်အဲ့ဒါကတော့ကုသိုလ်လို့ဆိုရမယ်ဘယ်သူကမှလာပြိုင်နိုင်တာမျိုးမဟုတ်ဘူးငကိုတန်ကောင်းတော့မို့ပညာပါပါဆိုတတ်ဖို့ကြိုးစားဖို့တတိယရင်မကောင်းဘူးလား ဟုအထွေကသူ့ဘာသာစကားပြောင်း၍ပြောသည် ကေကဆရာနဲ့တခါမှတက်တက်နာနာမတင်ဘူးတိတ်တင်ရင်တာပဲဒါပေမဲ့ကိုလေးရောက်တဲ့ဒီနေ့ကစပြီးဘီအောင်တဲ့အထိတချင်းမဆိုတော့ဘူးလို့မိမိကိုမခံခဲ့ရတယ် အထွေကဒေါသထွက်၏ ဘာဖြစ်လို့မဆိုရမှာလဲကေရဲ့မမရှင်စမ်းပါနဲ့ဘီအောင်တင်နေဆိုတာကလူတိုင်းလုပ်လို့ရတဲ့အတက်ပါကေအခုတက်နေတဲ့ပညာကတင်တိုင်းတက်နိုင်တာမျိုးမဟုတ်ဘူးဘီအောင်တော့ကေကဘာလို့မှလဲရုံးဝင်တော့လုပ်ရမှာပေါ့ဟုတ်လားအဲ့ဒါဆရာကြီးပေါ့ ဟုတယောသေး၏ ကေတော့တစ်သက်လုံးတချင်းစုံနေရင်တာပဲစိန်ရွှေဝတ်လာတာကိုအမကြဘူးပညာတော်တင်သွားတာတွေလည်းမစုံမဘူးကြီးစားတီးဝိုင်းမှာကြီးစားအဆူတော်တွေပြောနေတာမြင်ရင်သာမနာလို့ဖြစ်နေတာအလွယ်ကလေးပဲကြီးကို့မှာအတန်ကောင်းနေဆိုတာကိုလည်းရနိုင်ပြီပဲဒါကိုအလားတာလွတ်ပြလိုက်တော့မှလားဒီနောက်လိုက်ယုံပေါ့အထွေးလေးအင်မတန်ဆိုရင်တီးကျင်တဲ့လူပဲဒါပေမဲ့အထွေးမှာချပြီးသားလမ်းအစွမ်းအစပြနိုင်တဲ့လမ်းကရှိပြီးပြီဒီမှာကြီးစာမွေးလေးကြကျင်တိုင်းကြပါစေပြီးအောင်စရာမလိုပါဘူးကောလေးလေလာခဲ့ဖို့မလိုပါဘူးတချင်းဆိုခြင်းတဲ့အလုပ်ကိုကြကြနာနာလှုပ်ဆမ်းပါ ကေသည်တွေဝေ၍နေသည်ကောလိပ်သွားခြင်းရင်တချင်းမဆိုရဘူးဒီဝိုင်းတွေနှင့်အဆက်ဖြတ်ရမယ်ဟုမိမိပြောခဲ့သည်ကိုသတိရ၏ဖေဖေကမူသမီးကိုဘီအေအောင်ရင်ဘီယာနိုတစ်လုံးဝယ်ပေးမယ်ဆရာနှင့်အိမ်မှာခေါ်ပြီးတင်ပေးမယ်ဂုံရှိရှိလုံနိုင်ပါတယ်လို့ဆိုခဲ့သည်တချင်းဆိုတယ်ဆိုတာဟာဂုံရှိရှိလုံတယ်ဂုံရှိရှိမလုံဘူးဆိုတာများစီသေးသလားမသိငါကလည်းငါပဲမိမိတို့ကမလွဲမသွဲကောလိပ်ပို့မယ်ဆိုတာသိလျက်နဲ့ဝန်ခံခဲ့၏တကယ်တော့ကောလိပ်ရောက်လာတာကျေနပ်ပေမဲ့စာကြက်ခြင်းစိတ်မရှိ ကျောင်းနေစားကြရမှာပေါ့အထွေးရေ ဟုပြောမိစေ ဒါပေါ့ဒါပေမဲ့ကျောင်းနေပြီးစားကြတယ်ဆိုတာကလူတိုင်းဖို့မဟုတ်ပါဘူးကေရေကျောင်းနေပြီးစားကြခြင်းသူကြက်ပေါ့ကျောင်းမနေပဲပကြီးဆွဲခြင်းသူကဆွဲပေါ့ပပုထုခြင်းသူကထုပေါ့စက်ကခြင်းသူကကပ်ပေါ့ဒါကြောင့်မိဘတက်နိုင်တိုင်းမထွေအောင်တိုင်းကောက်လိလာခြင်းရမှာလေ ကေသည်နှုတ်ခမ်းပြင်လိုက်၏သို့သောရန်စကားနှင့်တူသောကြောင့်သူမပြောတော့ချေအထွေးကမူရိပ်မိ၏ ဟုတ်တယ်အထွေကဘာဖြစ်လို့ကောလိကိုလာတယ်ဒါထက်တကယ်ပဲဘိတုကလှုပ်ချင်လို့လားမဟုတ်ဘူးကေအထွေကနံပါတ်1အိမ်မှာမနေရင်လို့ကောလိလာတာနှစ်အထွေမိကသူ့စိန်ရွှေရှိသမျှကိုအကိုကြီးကိုပေးထားတယ်တိုက်နဲ့အလုတ်ကိုင်းကိုပထွေးကိုပေးထားတယ်အထွေတို့ညီမကိုတစ်သက်လုံးသိပြီးတရားလာတယ်မဟုတ်ဘူးဒါကြောင့်ကို့ဘာသာအသက်မွေးနိုင်ဖို့လုပ်ရမယ်ဒါပေမဲ့အထွေတကယ်တမ်းလှုပ်ဆဲလှုပ်လှတန်ကတော့စာရေးတာပဲအဲ့ဒါကိုစွန့်မာဆိုတာမျိုးတော့ဘယ်သူမှလာပြောလို့မရဘူးအထွေလူဘဝမှာဘာလို့ခြင်းလဲဘာလို့ခြင်းလဲဆိုတာကို့ဘာသာကောင်းကောင်းတည်ပြီးသားပဲပိတုကဖြစ်ကောင်းဖြစ်လာရင်ခဏလှုပ်ရှားမယ်ဖြစ်မယ်လည်းမထင်ပါဘူးလေကေကတော့သိမြောက်ပြီးစရာမလိုဘူးနော်ခက်မမိုက်တယ် ဟုရွှင်ရွှင်ကလေးပြောလိုက်မိစေ မိုက်တယ်လိမ္မာလေးဆိုတာတနေရာမှာအတိတ်ပဲတစ်မျိုးထွက်နေတာပဲကေဟာဘယ်ဟာမှလည်းလွမ်းလောက်စရာမရှိပါဘူးအရေးကြီးတာကလူဘဝလူခဏဖြစ်လာတော့တဘာဝကြတဲ့ကိစ္စလူဘဝပဲဥပမာတချင်းဆိုဖို့လူဖြစ်လာတဲ့မြတ်ကိခိုင်ကိုတီဝိုင်းကောင်းကောင်းနဲ့ဆက်ပြီးဖို့ပေါ့ သူတို့သည်ချက်ချင်းပြောရွှင်ရမောမိလေ ဟုတ်တယ်အရင်ကေဝင်ဆိုနေတဲ့တီဝိုင်းတွေကပြင်းနေအထွေးမှာအတိမုံရောတချင်းဆက်ရမှာရောအထုံပါလာတဲ့မိတ်ဆွေတယောက်တော့ရှိတယ်ကိုကျော်ဦးတဲ့သူနဲ့တွေ့ပြီးမယ်မဖြစ်ပါဘူးဒီကလေးမှတော့အမကြီးအမိရာဆိုသလိုကိုကကြည့်ရှုစောင့်ရှောက်ရမှာပါပဲကိခံလိုက်ခဲ့ပါဦးလားမလိုက်တော့ဘူးဝတ္ထုတစ်ပုတ်ဖတ်နေတာပြည့်အောင်ဖတ်လိုက်ဦးမယ်အထွေးခန်းကိုရောအချိန်မီလာနိုင်ရဲ့လားကေဆိုရင်လာနိုင်ပါလေလူတိုင်းတော့လက်မခံဘူးညကဆိုဘယ်တော့အချိန်ကုန်လဲအင်းရောက်နေတာနှစ်ပတ်ရှိပြီဘာမှစာမဖတ်ရသေးဘူးအထွေးကစာဖတ်ကျင်တော့တကားပိတ်တကားပေါက်ကိုကြောက်ပိတ်ပြီးဇပွဲကုံခြေကန်ထိုင်းနေတာများတာပဲဒါကြောင့်မာနာကြီးတဲ့လူတစ်မျိုးလို့လေပြောကြတာပေါ့မာနာကြီးတဲ့ဆိုတာအယူလို့ပဲကြီးရဲ့ဒါပေမဲ့
အလဟတ်တာပြင်းသောသူအားအတတ်ပညာအဘယ်မှာရအပ်နည်းဆိုတာလို့အဖြစ်ပြောနေလို့ကြီးပဲအချိန်ကိုမခံနိုင်ဘူးလေမြန်မာစာပေအင်္ဂလိပ်စာပေယူရမောအောင်လက်မကောင်းအောင်ဖြေတတ်မှာမဟုတ်ပါဘူးဆရာကြီးအထွေးကရွှေမင်းရှော့စင်းလူလူနေလို့များရည်ရင်ဘာကြောင့်ရွှေဖလားရောင်ထိန်ထိန်ပြောင်ပြောင်ပြုတ်ပြုတ်ပြက်ပြက်ဝင်းဝင်းလက်လက်တွေတောက်ပါတယ်လို့မရင်းနိုင်တယ်ဆိုပြီးသုံးညပေးလိုက်မှာအင်္ဂလိပ်စာတွေဆိုတာကလေရှိတ်စပီးယားကအခါကသိန်းမကြီးမွန်းနိုင်ပါဘူးဆိုရုံနဲ့စာမွေးချပြတော့မှာပဲပြီးတော့အထွေးကသူ့တည်တည်မဟုတ်ဘူးကာရမော်စာပေသမားအထွေးနဲ့ရှိစာပေကြီးလမ်းခွဲခဲ့ပြီးပြီကောလိပ်မှာခုတင်နေတဲ့စာကြီးပေကြီးဆိုတာကိုအထွေးဖို့15နှစ်မပြည့်ခင်ကဖတ်ခဲ့ပြီးသားဖြစ်ရမှာဆိုလာကြီးလားထွေးရဲ့ဟုတ်တယ်ဒါမှအခြေခိုင်နေမယ်ဆိုတဲ့သဘောပါမာနနဲ့တမင်ဆိုလိုက်တာမဟုတ်ပါဘူးကီလိုပေါ့တချင်းဆိုသူလိုပေါ့တချင်းကြီးတချင်းကမကြည့်ပဲအခြေခံမမြဲပဲနဲ့ကာရဘောတချင်းဆက်ရာဆိုရာတိရမှာအမျိုးတွေယရနာမထွက်လာနိုင်ဘူးလေ အထွေးသည်ခဏနာပြေသူ့ဘာသာပြုံးနေ၏ကော်ဖီတွေအေးကုန်ပြီလေ ကေကလည်းပြုံးမိသည်ခုမှတွေ့ကြရပေမည်သူတို့သည်လက်ချင်းစုပ်ကင်ဖို့ရာရှက်ကြောက်ကြတော့မည်မဟုတ်ပေဘာပဲဖြစ်ဖြစ်ကောလိပ်သို့လာခဲ့သည်မှာစာတင်ဖို့တွင်မဟုတ်ကြီးပြင်းဖို့လည်းဖြစ်သေးသည်ပင်စိတ်ညီမြရာအပေါင်းတင်ရှာခဲ့ပေပြီဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာမကြီးကြည်အေးကေဖွဲ့ဆိုသည်ဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်းတစ်နေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ